ဒီတခါတော့ Norman Vincent Peale ရေးတဲ့ The Power of Positive Thinking ဆိုတဲ့စာအုပ်ထဲကအနှစ်ချုပ်ရွှေစကားလုံးလေးတကူမျှဝေပေးချင်ပါလေဗျာစာအုပ်ကြောင့်မပြောခဲ့မေးခွန်းလေးတခုလုံးမေးပါရစေခမည်းတကယ်ပြောချင်းရလားပျော်ရွှင်မှုဆိုတာအလိုလိုဖြစ်လာတာမဟုတ်ဘူးဗျငါပျော်ချင်းတယ်ဆိုတဲ့စိတ်ဆန္ဒကနေစတာဒါပေမဲ့လူတွေကထူးဆန်းတယ်တခါတလေကြာရင်ကိုယ်စိတ်ညစ်စရာအကြောင်းတွေကိုထပ်ခါတွေးပြီးဝမ်းနဲ့နေရတာကိုပဲတာယာနေတတ်ကြတယ်အဲ့ဒီတော့ဒီစာအုပ်ထဲကအချက်6ချက်ကိုလက်တွေ့ကြပြောပြမယ်နော်1ကိုပျော်ရွှင်မှုကိုကိုယ်တိုင်ဖန်တီးပါကျွန်တော်တို့မပျော်ရဘူးဆိုတာတခြားသူတွေကြောင့်မဟုတ်ဘူးကိုယ်တိုင်ကမကောင်းမြင်စိတ်တွေစိတ်ညစ်စရာတွေသူများအပေါ်မကျေနပ်ချက်တွေကိုရင်ထဲထည့်ထားလို့ဗျအဲ့ဒါတွေကိုဖျောက်ဖို့ဆိုတာခက်တယ်ဒါပေမဲ့အတင်းတွန်းအားပေးပြီးလွတ်ယူရမယ်စိတ်ညစ်လာပြီဆိုရင်တချင်းမျိုးလေးတွေဖွက်နားထောင်လိုက်ဂျင်သွားကစားလိုက်ရေစရာကြောတတ်တဲ့ထုံငွေချင်းတွေနဲ့တွားတွေ့လိုက်အစပိုင်းမှာတော့စိတ်မပါဘူးဟန်ဆောင်နေရသလိုခံစားလိမ့်မယ်ဒါပေမဲ့ကြာလာရင်တကယ်စိတ်ပျော်လာလိမ့်မယ်မျက်လုံးဖွင့်ပြီးဖေးပြီးကိုကြည့်လိုက်စမ်းပါနေအောင်ကြီးနွေးလေးရဲ့ငှက်ကလေးတွေအော်မိတန်ရဲ့လောကကြီးကလှပါတယ်ဗျာပျော်ခြင်းတယ်ဆိုရင်အပြက်သဘောဆောင်တဲ့အတွေးတွေကိုအခုချက်ချင်းဖျက်ချလိုက်တော့နှစ်စိုးရိမ်မှုတွေအတွက်ဖြည့်စေလူတွေကကိုထိန်ချုပ်လို့မရနိုင်တဲ့ကိစ္စတွေကိုတွေးပြီးအချင်းကုန်လူပန်းနေချတာများတယ်ကိုမနိုင်တဲ့ဝန်ကိုလွှတ်ချလိုက်ပါစိတ်ငြိမ်းချမ်းမှုအတွက်တနေ့ကို15မိနစ်မိနစ်20လောက်အချိန်ပေးပါတရားထိုင်မလားယောဂလုပ်မလားဒါမှမဟုတ်ငြိမ်းချမ်းတဲ့နေရာတစ်ခုကိုစိတ်ကူးရင်ကြည့်မလားဥပမာပင်လေကမ်းခြေမှာခြေတော့ကိုတဲနုနုလေးလာထီးနေသလိုပင်လေလေးရှူနေရတယ်လို့မျိုးအာယုံပြူမိနေ့စဉ်စိတ်ကိုအနားပေးပါဒါဟာစိတ်ပူရင်မှုတွေအတွက်အကောင်းဆုံးဆေးပါပဲ3အကောင်းဆုံးကိုမျှော်လင့်ပါဒါကတော့ရှင်းတယ်ငါတော့ကြရှုံမှာပဲလို့တွေးရင်ခမည်းတကယ်ကြရှုံလိမ့်မယ်ငါနိုင်ကိုနိုင်ရမယ်လို့ယုံကြည်ရင်ခမည်းနိုင်လိမ့်မယ်ကို့အုံနောက်ထဲမှာယုံကြည်မှုမျိုးစေ့ကိုစိုက်မလားတန်တရားမျိုးစေ့ကိုစိုက်မလားဆိုတာကိုယ်တိုင်ရွေးချယ်တာမှာတခုခုလွဲချောသွားရင်လေဒါငါအသက်သင်ခန်းစာပဲငါ့ကိုပိုတော်အောင်လောကကြီးကတင်ပေးနေတာဆိုပြီးတွေးလိုက်ပါ4စိုးရင်စိတ်တွေကိုဖျောက်ပါဆရာဝန်တွေကစိတ်ပညာရှင်တွေကလက်ခံထားကြတာကစိုးရင်လွန်ကဲ့ခြင်းကလူကိုအသက်တိုစေပြီးခန္ဓာကိုယ်ကိုထိခိုက်စေတယ်တဲ့အဲ့ရမဝင်ခင်မှာစိုးရင်စရာတွေကိုခေါင်းထဲကနေရေတွေလောင်းချလိုက်တယ်လို့မျိုးရှင်းထုတ်ပြလိုက်ပါစိုးရင်စိတ်ကိုဖျောက်ဖို့အကောင်းဆုံးနည်းလမ်းကတော့မျော်လင့်ခြင်းနဲ့အစားထိုးလာပါပဲကို့ဘဝအသက်ပန်းတိုင်တွေတတ်မှတ်လိုက်ပါကျမ်းမာအေးပန်းတိုင်ငွေရေးပန်းတိုင်အလုတ်အကင်ပန်းတိုင်စသဖြင့်ပေါ့ပန်းတိုင်ရှိလာရင်စိတ်ကလွတ်ရှားတက်ကွာလာပြီးအလားကထိုင်ပူဆွေးစေခြင်းမရှိတော့ဘူးလေငါပြဿနာဖြေရှင်းနည်းဘဝမှာပြဿနာဆိုတာရှိစမြဲပဲဒါကိုဖြေရှင်းဖို့နည်းလမ်းတွေရှိတယ်ပြဿနာတိုင်းမှာအဖြေရှိတယ်ဆိုတာယုံကြည်ပါစိတ်ကိုတည်ငြိမ်အောင်ထားပါပြားရခတ်မနေပါနဲ့အဖြေကိုဇွတ်အတင်းမရှာပါနဲ့တခါတလေအုံတော့ကိုအနားပေးလိုက်မှအဖြေကပေါ်လာတတ်တယ်အချက်အလက်တွေစုဆောင်းပါချရည်ပါတိတ်ဆိတ်တဲ့နေရာမှာလမ်းလျှောက်ရင်စဉ်းစားပါကိုပင်ကိုအတိစိတ်ကိုယုံကြည်ပါခေါင်းထဲမှာပေါ်လာတဲ့အကြံခေါင်းလေးကိုဖုံးထဲမှာနှစုထုတ်ထားလိုက်ပါ6နှလုံးတန်ရာကူတာနီလူတိုင်းမှာတော့အသေးကွဲတာချစ်ရသူတွေနဲ့ခွဲခွာရမှုကြပြုံဖူးကြမှာပါအဲ့ဒီလိုအချိန်မျိုးမှာဝမ်းနဲ့ပလက်ထိုင်နေမယ့်အကြာအလုရှုပ်ကုန်နေလိုက်ပါပုံမှန်လုပ်နေကြအလုပ်တွေဝါဒနာတွေကိုအမြန်ဆုံးပြန်လုပ်ပါတငယ်ချင်းတွေနဲ့တွေ့ပါတချင်းနားထောင်ပါအခန်းအောင်ပြီးဝမ်းနဲ့နေတာကဒဏ်ရာကိုပို့နှက်စေတယ်ဘဝဆိုတာရှေ့ဆက်ရတာမို့အလုရှုပ်အောင်နေပြီးဝမ်းနဲ့စိတ်ကိုတိုးလိုက်ပြလိုက်ပါကဲဒီရွှေစကလုံး6ချက်ကိုလက်တွေ့ကျင့်သုံးကြည့်ရင်ခင်ဗျားရဲ့ဘဝကြီးကအရင်ကထက်ပိုပြီးနေပလောစရာကောင်းလာမှသိချပါတယ်ဗျာ